စီစစ်တန့်စင်လေးသုံးလေးတွေတုံးမိပါပြီ။ဘာတော့ချက်ပါတော့မယ်။ကဲဝက်ကလေးတိုင်းနေချက်ပါတော့မယ်။ချက်သွန်နီလေးရဲ့ချင်းရဲ့ချက်သွန်ရဲ့ရဲရှင်လေးတွေထည့်လိုက်ပါမယ်။ထည့်လိုက်ပါပြီ။ရတာတက်ကတော့စားလေးထည့်ပါမယ်။ရှုံးမလေးနဲ့ထည့်ပါမယ်။နုံလေးထည့်ပါမယ်။စီလေးထည့်ပါမယ်။ဒီမှာတော့မွေလိုက်ပါမယ်။ရပါလေဟိုတော့ဆိုရင်တော့စပြီးရှက်လို့ရပါပြီ။တနအောင်ရုံးမှုပြီးတော့ဒီကြလေးကိုလုံးလိုက်ပါမယ်။ဒါလေးကိုမှုလိုက်ပါမယ်။ဒီကောင်ချင်းကောင်လုံးပါမယ်။นี่เลยอันนี้ที่เราซื้อนี่เป็นอะไรที่แต่งตัวกินด้วยแทบอะไรเนี่ยဒီထည့်ပြီးဖုန်းကြီးပြန်အောင်ထားလိုက်ပါမယ်ကဲနောက်ဆုံးတော့လေးရရှိပါပြီကျင်းကောင်းရဲ့ဝတ်ကြရရပါပြီရှင်